ကဲကားချစ်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ကိုခန့်ပဲဖြစ်ပါတယ်ကဲကျွန်တော်တို့ဒီနေ့ဆိုရီရှိုးတော့မှာရှိတဲ့ကားတွေเนาะ GT1 လေးတွေတောက်လျှောက်နဲ့3စီးကျွန်တော်ရိုက်ပြီးတော့တင်ပေးလိုက်မယ် digital လေးတွေเนาะတောက်လျှောက်နဲ့3စီးလုံးတောက်လျှောက်နဲ့လေးဖြစ်မယ်ကာလာအနက်ရောင်လေးတွေပဲเนาะလောက E ဖက်နေရပဲ G တန်း H တန်း D တန်းဈေးလေးရလဲ900ပေါ်ပေါ်လေးတွေပဲနှင်းအောင်ချယူမယ်ငွေချမ်းအလက်ထက်ကြီးကြအားလုံးရမယ်ခင်ဗျာเนาะကဲဒီစီးချင်းကျွန်တော် model ဈေးနှုန်းလေးတွေပြောပြပေးမယ်အကြီးကြားကတော့ကျွန်တော်တို့ဒီရန်ကုန်မန္တလေးနေပြီးတော့ပဲခူးမြို့ပေါ်ဆိုရင်တော့ရပါတယ်ခင်ဗျာเนาะချိတ်ပေးတဲ့ final ကတော့ BNF final ပဲဖြစ်ပါတယ်ခင်ဗျာเนาะကဲဒီစီးချင်းကျွန်တော် model ဈေးနှုန်းတွေပြောပြပေးမယ်ဒီကောင်လေးကတော့နံပါတ်အနှလေး9339 9G Germany G ဝါညင်လိုင်းစီနဲ့ဖြစ်မယ်တောက်လျှောက်နဲ့လေးပဲဒီကောင်လေးက Aegon Digital လေးနဲ့ရမယ်เนาะ Aegon Digital မှန်မဲမီးကြောက်လေးပါခင်ဗျာเนาะဈေးလေးကတော့900နဲ့မှ18သိန်းကဲကျွန်တော်တို့ရောင်းချပေးတဲ့ကားတွေအကုန်လုံးကတော့အယိုးစေးတက်ခိုက်အားလုံးရှင်းတယ်เนาะစာအုပ်ရှုပ်ရှင်းလည်းကင်းတယ်ရင်ရှုပ်ရှင်းလည်းကင်းတယ်ခင်ဗျာเนาะတရားကနော်တောင်ယူပဲရောင်းချပေးနေတာဖြစ်တယ်ဒီကောင်လေးကနံပါတ်လေးလည်းမြင့်တယ် grade လေးလည်းမြင့်တယ်ခင်ဗျာเนาะ900နဲ့မှ18သိန်းညှိနှိုင်းရောင်းဝယ်မယ်เนาะပပညှိနှိုင်းနဲ့ရောင်းချရမယ်ငွေချလက်တဲ့ကြီးကြအားလုံးရမယ်ဒါကတော့နောက်ခန်းလေးเนาะဝါညင်လာစင်လေးတွေကြီးပဲဒါကတော့ H တန်း3စီးလုံး2000ခွန်မော်တွေကြီးပဲဒီကောင်လေးကတော့နံပါတ်မြင့်မြင့်လေးရမယ် H တန်းလေးနဲ့နော်ဒီကောင်လေးကတော့920နဲ့မှ8သိန်းပါခင်ဗျာတောက်လျှောက်အနက်လေးပဲဒီကောင်လေးကတော့ Aegon ကတော့ UU ပဲဖြစ်မယ် Android TV တွေပါပြန်တက်ဆင်ပေးရတယ်ခင်ဗျာเนาะတောက်လျှောက်နဲ့ဆိုတဲ့အတိုင်းပဲအတွင်းကန်းလေးတွေတန့်တယ်ခင်ဗျာထိုင်ကုန်လေးတွေဆိုရင်လည်းကျွန်တော်အပေါက်ပြဲနာစာလုံးဝမရှိပါဘူးနော်တော့အရေးကြလေးကတော့ဝင်ထွက်ငွေပုံမှန်လဲပတ်နေတဲ့လုပ်ငန်းရှိတယ်ပြနိုင်တယ်ဆိုလို့ရှိရင်တော့ရပါတယ်လုပ်ငန်းလိုက်ဆင်မလို့ပါဘူးเนาะကိုလုပ်ငန်းတကယ်လဲပတ်နေရဆိုရင်တော့ရှောက်လို့ရပါတယ်ခင်ဗျဒီကောင်လေးကတော့ Aegon Digital လေးနဲ့ပဲเนาะဒီကောင်လေးကတော့930နဲ့မှ8သိန်းဒီရန်လေးနဲ့ရမယ်ကာလာအနက်ရောင်လေးပဲ Aegon Digital လေးပဲခင်ဗျာเนาะ98989838ဈေးလေးရတော့အစင်လိုက်လေးပဲเนาะG တန်း H တန်း D တန်းရမယ်ခင်ဗျကာလာအနက်ရောင်လေးတွေဝိုင်းရန်လိုင်စင်လေးတွေပဲခင်ဗျာနော်ကဲကားလေးစိတ်ဝင်စားတဲ့ဆက်သွယ်မြင်းမြဲကျင်နေဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်39 6865 9969ဆက်သွယ်မြဲဆုံးလာမယ်ခင်ဗျာကိုရန်ကိုကြလာယူကြည့်ကျင်နေဆိုရင်တော့အရှိတကုံရှိရက်ကွယ်မင်းရဲ့ကြော်သွား 1 way လမ်းပေါ်မှာကြည်ရမှာဖြစ်ပါတယ်ခင်ဗျာကဲဒါကတော့ရှိတဲ့ GT1 3စီးတောက်လျှောက်နဲ့လေးတင်ပြီးတာကျွန်တော်ရှိမှာGT1 စုစုပေါင်း9စီးလောက်လေးရှိမယ်ခင်ဗျာနော်တခြားကတော့ဘာရောင်လေးရှိမလဲဆိုရင်ခဲရောင်ရှိမယ်အနီရောင်ရှိမယ်မိုးပြန်ရောင်လေးရှိဦးမယ်ခင်ဗျာနော်ဈေးလေးတွေကတော့ဒီ600ပတ်လဲ600အပေါ်900ပတ်လဲလေးတွေပဲခင်ဗျာနော်ကဲစိတ်ဝင်စားတဲ့ဆိုရင်တော့ဆက်သွယ်မြင်မြန်နိုင်ပါတယ်ခင်ဗျာရှိုးတို့မှာတော့ကားလေးအဆုံးရှိပါတယ်ခင်ဗျာနော်လာရောက်ပြီးတော့ကြည့်လို့ရပါတယ်ခင်ဗျာနော်ကဲကြည့်ရှုပေးတဲ့တူတယောက်ကြီးနိုင်ကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ပြီးမှပြန်တွေ့ကြပါမယ်အရေးကြအသေးစိတ်ချက်လက်ကိုတော့ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်ခင်ဗျာကျွန်တော်ဖုန်းနံပါတ်လေးလည်းတင်ပေးထားပါတယ်နော်တခြား channel လေးလည်း join လုပ်ရပါတယ် TikTok မှာလည်းရှိပါတယ် Facebook မှာလည်းရှိပါတယ် Viber မှာလည်းရှိပါတယ်ခင်ဗျာနော်ဒီအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ပြီးမှပြန်တွေ့ကြပါမယ်